မင်္ဂလာပါရှင်ချစ်မိတ်ဆွေခொနရဲ့သမီးရှင်နေဖွားများအားလုံးတို့ဆမ်မပွင့်နေခိုင်မြစ်တာအစွမ်းထက်ကုသိုလ်အစွမ်းထက်တွေထပ်တူရရှိပြီးတော့စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်အောင်ရေးအဆက်ဆက်ရေးအဆင်ပြေပြီးတော့ချမ်းသာဒုက္ခအဖျက်ဖျားနဲ့ပြည့်စုံပါစေအာရောဂျန်ပရမန်လာဘန်ချမ်းသာဒုက္ခအဖျက်ဖျားနဲ့ပြည့်စုံပြီးကျန်းမာအသက်ရှိကြပါစေရှင်ချစ်မိတ်ဆွေခொနရဲ့သမီးရှင်နေဖွားများအားလုံးတို့အတွက်ပေါ့ချေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကံကြမ္မာလေးကိုဖတ်ပေးပါဆိုပြီးတော့မှတောင်းဆိုထားကြတဲ့သူတွေအတွက်ဆရာမကအခြေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကံကြမ္မာဖတ်ပြပေးပါမယ်ယခု post ကိုမြင်တဲ့သူတိုင်းဟာအိမ်အောင်ရေးအခြေရေးနဲ့ပတ်သက်ပြီးတော့ကိုနဲ့ energy power ကိုက်ညီမဲ့သူတွေဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ဆရာမရဲ့ဒီဗီဒီယိုလေးကိုမြင်တဲ့အခါမှာဖုန်းကင်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ပါဇက်ကနေပြီးတော့တချင်းလေးတစ်ပုတ်ညီးမိနေတာမျိုးပြီးတဲ့ခါကျရင်ဘေးနားမှာကော်ဖီခွက်ရှိနေတာမျိုးခြေထောက်တစ်ဖက်ပေါ်တစ်ဖက်တင်ထားမိတာမျိုးပြီးတဲ့ခါကျလို့ရှင်စိတ်ကြည်လေးနဲ့ကြည်နူးပေါ့နော်ဖြစ်နေတဲ့အချိန်မျိုးဒီလိုမျိုးလေးတိုက်ဆိုင်မှုလေးတွေရှိနေတယ်ဆိုလို့ရှင်ပဲဖြစ်ကိုကဖျားစာလေးတစ်ခုကိုရွတ်ပြီးလို့ပဲဖြစ်အတိတ်ထန်တစ်ခုကိုဝင်ပြီးတော့ဖုန်းကိုကောက်ကင်လိုက်တဲ့အချိန်ပဲဖြစ်ပေါ့နော်အဲ့ဒီလိုလူတွေအတွက်ပို့ပြီးတော့မှ energy ကိုက်ညီမှာဖြစ်ပါတယ်ချစ်မိတ်ဆိုရင်ခொနရဲ့သမီးရှင်နေဖွားများအားလုံးလို့ပေါ့နော်အခြေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဝေးကွာနေတဲ့သူတွေပေါ့နော်အိမ်အောင်ရေးဝေးကွာနေတဲ့အခြေရေးဝေးကွာနေတဲ့ဆိုတဲ့သူတွေကအဆက်အသွယ်ကောင်းတွေပြန်ပြီးတော့ရရှိဖို့ရှိတယ်စာအဆက်အသွယ်တွေရမယ်မျော်လင့်စောင့်ဆိုင်နေတဲ့ကောင်းတဲ့သတင်းစကားတွေလည်းကြားဖို့ရှိတယ်ချစ်သူခင်မွန်းရဲ့ယာရုတက်ခြင်းအစဉ်ပြေခြင်းပေါ့နော်ကောင်းမွန်ခြင်းကိုလည်းပဲကောင်းတဲ့သတင်းတွေကြားရဖို့ရှိပါတယ်ရှင်တစ်ဖက်လူကနေပြီးတော့ကိုယ်ကိုပြန်လဲပြီးတော့မှပေါ့နော်ဆက်တွေ့လာတာကိုနဲ့ပြတ်သွားပြီလို့ထင်ပြီးတော့ပေါ့နော်ကိုကအေးစစ်စစ်နေတဲ့အချိန်မှာမှကိုကိုလာပြီးတော့အဆက်တွေ့လာလို့တာပေါ့နော်ဒီလိုမျိုးလေးတွေကြုံတွေ့နိုင်ပါတယ်ရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်เสียပေါ့နော်ဆုံးဖြတ်ချက်ချဖို့အတွက်အခွင့်အလမ်းနှစ်ခုပေါ်တတ်တယ်ရှင်ကိုကဟိုဘက်နဲ့ပြတ်တယ်ထင်ပြီးတော့ပေါ့နော်ဟိုဟာကိုရွေးရမလို့ဒီဘက်ကိုရွေးရမလို့ချစ်သူအစ်စ်ကိုပဲရွေးရမလို့ချစ်သူအဟောင်းကိုပဲပြန်ပြီးတော့ရွေးချယ်ရမလို့ပေါ့နော်အဲ့ဒီလိုနှစ်ခါအပြိုင်ဆိုင်လေးကြုံတတ်ပါတယ်နော်ငယ်ရွယ်သူအဖို့နော်ပြီးတဲ့အခါကျလို့ရှင်ကိုရီးစားမရှိတဲ့သူဆိုလို့ရှင်လည်းပဲရီးစားမရှိဘူးဒါပေမဲ့ကိုနှစ်ဖက်ကအသေးအတန်လာပြီး propose လုပ်တာတွေကိုလာပြီးတော့မှချစ်ခင်ကမ်းလှမ်းတာမျိုးတွေလည်းကြုံတတ်ပါတယ်ရှင်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့မကြာခဏစကားများတာလေးတော့ရှိနိုင်တယ်ဒါပေမဲ့ကြီးမားကွဲပြဲတာမျိုးเนาะညှိနှိုင်းလို့မရတာမျိုးလေးတော့မရှိနိုင်ပါဘူးရှင်ဒီအတွက်ကြောင့်